မောင်ကြီးတို့ရဲ့ကုံနယ်တွေထဲမှာတဲ့ဒါတရားရှိပြီးတော့ယေနနာ၃ပါးနဲ့၅ပါးတီလာမြဲတဲ့ဗုဒ္ဓရဲ့တာဝကတူပါတယ်တဲ့သူ့ကိုဝိစားတွေကိုလူပြီးတော့မှကျမကိုအမျှဝေပေးလိုက်ပါတဲ့ကျမတာတို့ခေါ်လိုက်တာနဲ့ကျမမှာဝိစားတွေရရှိသွားမှာပါလို့ပြောတော့လူတွေအားလုံးရဲ့မျက်စိကကိုတီလာစီကိုရောက်သွားခဲ့ကြတယ်အိမ်မှာဗိမာန်ရှင်မျိုးတမီးစကားဆုံးတာနဲ့ကုံနယ်တွေအားလုံးရဲ့အကြီးကအဲ့လိုရောက်သွားပြီးတော့ကဲကိုတီလာရေခမရရဲ့ကိုကျင့်တီလာဖြူစင်မှုကတော့လူတို့မနေတဲ့ဒီရဲမှာတပုတ်တရားတွေကပုတ်ကူတော်မှတည်နေပါပြီဒီမျိုးတမျိုးကိုကဲတင်တဲ့အနေနဲ့ကျွန်တော်တို့အဝတ်ပစိုးတွေကိုအလူခံပြီးပါဆိုပြီးတော့ကိုတီလာကိုသူတို့တွေကလှူလိုက်ကြတယ်သူတို့တွေကလည်းအဲ့လိုပြောပြီးတော့ကိုတီလာကတင်ပလီခွေထားပြီးတော့မှတေးမောသားတွေကလည်းအဝတ်စားပစိုးတွေကိုသူ့ကိုစုပုံလှူလိုက်တာကြောင့်ဗိမာန်ရှင်မျိုးတမျိုးလေးကိုကိုတီလာကလည်းအမျှလေးပေးဝေလိုက်တဲ့အခါမှာဗိမာန်ရှင်မျိုးတမီလေးထံကနေပြီးတော့တာတို့ခေါ်တဲ့ခေါ်တန်၃ချိန်တီကြားရရတယ်အမေစသိန်းနေတောင်ထားလာတယ်အဆုံးမှာတော့အခန်းတကားတွေလည်းပွင့်သွားပြီးတော့ရွှေရောင်အစင်းနဲ့နတ်တမီလေးလိုလာပါတယ်ဗိမာန်ရှင်မကြီးပေါ်လာခဲ့ပါတယ်နုံညံဝင်ပါပြီးလာတဲ့အဲ့လိုမျိုးနတ်မောင်နဲ့ဗတုံးရောင်ဂေတာလေးရဲ့တာမန်ထက်ကိုကောင်းမွန်လာတဲ့မတ်တရက်နေတဲ့အချိန်မှာတော့ဒူးစိရောက်အထိရှည်လျားနေတဲ့အဆုံးမှာတော့ကော့ပြန်နေတာပေါ့နော်အလှတွေကလည်းလုံးဝအရင်စင့်နေလို့ဆိုရတော့မယ်ရွှေရောင်တွေဝင်းနေတဲ့အသားရည်လေးနဲ့တာတို့ခေါ်ပြီးတော့မှလောလောလတ်လတ်ရထားတဲ့တောက်တောက်ပြောင်ပြောင်နဝက်နတ်စားတွေနဲ့အဲ့ဒီဗိမာန်ရှင်မျိုးတမီလေးကမမြင်တဲ့နာတွေကိုမမြင်အောင်လို့မြင်တဲ့နာတွေကိုချက်ရဲလေးလှလှပပနဲ့နေရာယူပြီးတော့ဝစ်စင်ထားပြီးတော့စိန်တွေကလည်းရွှေတွေကုတ်ထားပြီးတော့မှစိန်လန်းစွတ်လေးတွေကလည်းကြည်မဝရှုမဝအောင်ပဲအရန်ကိုတင့်တယ်လှပနေတော့ကုံတယ်တွေအားလုံးရဲ့မျက်စိတွေကဗိမာန်ရှင်လေးရဲ့အလှရဲ့ကြက်ကြီးမှာအတော်လေးကိုမြင်တက်ငေးမောနေကြတဲ့အချိန်ပေါ့နော်ဘသူကမှလည်းစကားတွေစမပြောနိုင်တဲ့အခါမှာအိမ်မှာကိုဒီလာနေပြီးတော့မှပဲစကားတွေစပြောလိုက်ရတယ်ဒါပေမဲ့မောင်ကြီးတို့တဲ့ကျမကိုကြည့်ပြီးတော့တိတ်ကိုအံ့ဩနေရဲ့ချင်ပါရဲ့ဆိုတော့အဲ့ဒါနဲ့ကိုဒီလာပြောတယ်ပေါ့ဟုတ်ပါတယ်နမငယ်မောင်ကြီးတို့ရဲ့တဘာဝတတ်တာမှာနမငယ်လိုလာပါတဲ့အမျိုးသမီးကိုတခါမှမတွေ့ဘူးပါဘူး။နောင်လဲတွေ့ရဖို့လွယ်မှာမဟုတ်ပါဘူး။ဒါကြောင့်နမငယ်ကိုဘယ်လိုပုံသားတွေကြောင့်ဘယ်လိုအကြောင်းကံတွေကြောင့်နမငယ်ကဘယ်လိုပုံဘဝကိုရောက်သွားရတယ်ဆိုတာမောင်ကြီးတို့ပြည့်ပြည့်စုံစုံရှင်းပြပေးပါလားလို့ပြောတယ်။မောင်ကြီးတို့တတွေ့အတွက်စိတ်ဝင်စားစရာတရားတစ်ပုဒ်လည်းဖြစ်သွားပါမယ်လို့ပြောတော့မောင်ကြီးတို့ကျမကတစုံတရာတော့ဘဝမှာဘာယာနဒီမြို့တို့တယောက်ဖြစ်ခဲ့တာပါကံမကောင်းအကြောင်းမလားတဲ့အတွက်ပြစ်တစားလုံးနဲ့ကျမအသက်မွေးခဲ့ရပါတယ်ကံကောင်းအကြောင်းလာပြန်တော့ကျမကရုပ်ရည်ချုံမောလာပါတာကြောင့်စပင်လေးကလည်းနတ်မောင်ရှိလျားပြီးတော့မှကြက်တီမင်္ဂလာနဲ့ရှိတာကြောင့်စိတ်ဝင်စားစရာကောင်းတာကြောင့်အမျိုးသားတွေကကျမရဲ့ခြံဝင်းထဲမှာပြက်တယ်လို့ကိုမရှိခဲ့ပါဘူးတာဝန်မနာလို့ဖြစ်နေကြတဲ့အိမ်နီးနားချင်းမိန်းမသားတွေကကျမရဲ့အိမ်ကိုအစီကံမကိုလက်ထိုးပြီးတော့ကျမလျှော်မယ်ကောင်းလျှော်ရည်ထဲမှာစပင်ကျွတ်စည်းတွေပြတ်မပေါက်တော့တဲ့စည်းတွေကိုထည့်ထားပြီးတော့လှုပ်ကြံကြတယ်ဒါကြောင့်ကျမမြို့ပြင်ကမြစ်တဲကိုရီသွားချိုးတဲ့အခါမှာတော့အဲ့ဒီကောင်းလျှော်ရည်ကိုထည့်လျှော်မိလိုက်တယ်စပင်တွေအကုန်လုံးကကျွတ်ကျသွားပြီးတော့ကျမအမွေးနှုတ်ခံရတယ်လို့ခုံမတကောင်လိုမျိုးရုံရှာစရာကောင်းလောက်အောင်ဖြစ်သွားခဲ့ပါတယ်ကျမလည်းအိပ်ပုံစံနဲ့မြို့ထဲကိုမဝင်ရဲဘူးဆိုပြီးတော့ကျမမြို့ပြင်မှာပဲနေရပါတယ်ရက်တော့ကြလို့ကျမမြို့ထဲကိုပြန်ဝင်တဲ့အခါမှာမိစ္ဆာဇီဝမြင့်တဲ့ဒီရက်မှာတည်ရရက်ကိုလည်းကျမရောင်းစားမိပြန်ပါတယ်ဘယ်ယောက်ျားကမှကျမကိုစိတ်ဝင်စားတာကြောင့်လို့ကျမလည်းပြစ်တစားလုပ်ကိုတော့မလုပ်တော့ပါဘူးတနေ့မှာတော့ဆုံးခံကြလာတဲ့ယဟန်နာတစ်ပါးကိုကျမကြီးညိုလို့ဆိုပြီးတော့မှစီကျွေးလို့ခေါ်တဲ့နဲမှုညက်ကိုကျမကတ်လူလိုက်တယ်ဇပင်နဲ့ခန္ဓာကိုယ်ရဲ့အလှကိုကျမပြန်ရပါစေဆိုပြီးတော့ကျမဆူတောင်းမိလိုက်ပါတယ်ယဟန်နာရှင်မြတ်ကြီးကိုလူခဲ့ရတဲ့ဒါနတွေကြောင့်ကျမအခုလိုရွှေဘိမှန်ကြီးမှာနေရပါတယ်ဒါကျဲမောင်ကြီးတို့ရောက်ခါစားနှမရဲ့ကိုယ်မှာအဝတ်စားတွေမရှိဘူးလေအဲ့ဒါကဘလို့အကုတို့တွေကြောင့်ဖြစ်ရတာလေနှမရဲ့အဲ့ဒါကတော့ကျမရဲ့ကုတို့အားလုံးရဲ့မိခင်နဲ့တူတဲ့တီလာကိုကျမဟာမဆောက်ထိန်နိုင်ခဲ့တဲ့အတွက်တနေ့မှာတော့အရက်သမား၃ယောက်ကလေမိုးပြီးတော့လမ်းပေါ်မှာအိပ်ပျော်နေကြတယ်အဲ့ဒါနဲ့ကျမလည်းလောဘတွေတက်ပြီးတော့ဒီရက်သမားတွေရဲ့ကိုဘွားအဝတ်စားတွေကိုခိုးယူမိလိုက်ပါတယ်အဲ့ဒီရဲ့အကုတို့တွေကကျမဒီဗိမှန်ကြီးထဲမှာအဝတ်စားတစားခဲမဲ့ပြီးတော့မှကျမပိတ်တာအဖြစ်နဲ့ဖျားနှစ်စုပွင့်တဲ့ကာလကြောင်နေခဲ့ရပါတယ်ကုတို့အကုတို့နှစ်မျိုးလုံးကရောပြီးတော့ပြုတ်ခဲ့တဲ့အတွက်ကျမရဲ့ကောင်းကျိုးဆိုးကျိုးတွေကလည်းနှစ်မျိုးလုံးပဲကျမခံစားခဲ့ရတာပါ
ကျမပြုခဲ့တဲ့အကုသိုလ်ကံတွေကမကုန်သေးပါဘူးမောင်ကြီးတို့ရဲ့ကျမကလေနောက်လေးလကြတဲ့အခါမှာဒီဘဝကနေတေးပြီးတော့မှကျမအဝေစီငရဲကိုတွားရအောင်ပါစကားဆုံးမှာတော့ဗိမ္မာန်ရှင်မကြီးကရှိုက်ကြီးတငယ်နဲ့ငိုပါတော့တယ်ကုန်တယ်တွေရတယ်ထူးထူးဆန်းဆန်းတော့အဲ့လိုမျိုးသူ့ကိုတနာစရာကောင်းဆုံးတော့လို့ကြည်နေကြတာပေါ့ဖျားနဲ့စုပွင့်နေကြတောင်ဒီလိုမျိုးအဝိပလာနဲ့နေခဲ့ရတယ်ဒါပြီးရင်လည်းအဝေစီကိုဆက်ကြရအောင်မယ်လို့တိလိုက်ရတော့သူတို့တွေရှင်ထဲမှာနှိမ့်ကနေတနာမိကြတယ်ဒါကြောင့်ဗိမ္မာန်ရှင်ငရဲကိုမကြအောင်ကဲတင်နိုင်မဲ့သူရှောက်ပွေကြည့်တဲ့အခါမှာတော့ကိုတီလာကိုသူတို့တွေကတွေ့သွားပြီးတော့မှမျက်လုံးအပေါင်းကလည်းကိုတီလာကိုဒုတိယအကြိမ်ပြန်ရောက်သွားပြန်ရောအဲ့ဒါနဲ့ကိုတီလာကိုကြည့်ပြီးတော့ကိုတီလာကိုတနာတာကြောင့်ဗိမ္မာန်ရှင်မလေးငရဲကြမဲ့အဖြစ်ကိုလွတ်မြောက်ရန်အတွက်ကိုတီလာရဲ့နေလက်များရှိလို့ရှင်လဲကိုညီပေးပါဆိုပြီးတော့သူတို့တွေကအကူညီတောင်းကြတယ်အဲ့ဒါကိုတီလာကလည်းနီလန်မြောက်မျက်စိမိတ်ပြီးတော့သူလည်းတွေ့ပေးရှာပါတယ်အဲ့ဒါနဲ့ဥပဒကတယောက်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ကြံစည်နိုင်မယ်တော့မဟုတ်ပါဘူးဗုဒ္ဓနဲ့တန်ဃာတော်တွေထံကနေကြားရတဲ့တရားတွေကိုမှမိပြီးတော့သူလည်းစဉ်းစားပြရတာဖြစ်ပါတယ်ဗိမ္မာန်ရှင်မကတပေါက်ကြဆင်းနေတဲ့မျက်ရည်တွေကြားထဲကနေပြီးတော့အာကိုတကြီးနဲ့ကြည်နေတဲ့ကိုတီလာလေးကိုလန်းပြီးတော့ကြည်ရှာတယ်ကုံတယ်တွေအားလုံးကလည်းကြကျင်နေတဲ့မျက်ရည်လေးတွေနဲ့မျက်တောင်လေးတွေပုတ်ခတ်လုပ်ပြီးတော့ကိုတီလာတယောက်ဘလို့များဗိမ္မာန်ရှင်မလေးကိုကူညီမလဲဆိုပြီးတော့သူတို့လည်းစောင့်နေကြတယ်အထူးခြားဆုံးကတော့ကိုဒီဝါတယောက်ကတော့ကိုတီလာကိုပြစ်မှားမိခဲ့တာကြောင့်သူ့ရဲ့ပြစ်တွေကိုကြည့်ဖို့အတွက်လက်အုပ်ကြီးချီပြီးတော့မှသူကတော့ထိတ်ကြီးဟန်ကြီးနဲ့တောင်းပန်နေပါတယ်ခဏကြာမှမိတ်ထားတဲ့ကိုတီလာရဲ့မျက်လုံးတွေကဖွင့်လာပြီးတော့မှအများအားလုံးမျောလင့်နေကြတဲ့ဗိမ္မာန်ရှင်ငရဲမကြပဲနေကိုတီလာပြောပြတယ်နမဘာမှဝမ်းမနေပါနဲ့အဲ့ဒီရဲ့ဝမ်းနေစိတ်ကိုဖြေဖြောက်လိုက်အဝေစီငရဲကိုမလွတ်တမ်းကြရမယ်အကုသိုလ်ကံဆိုတာ6မျိုးပဲရှိပါတယ်နမပြုခဲ့တဲ့အကုသိုလ်ကံကအဲ့ဒီ6မျိုးထဲမှာမပါပါဘူးဒါကြောင့်ငရဲကိုမကြအောင်နမဟာကုသိုလ်ကံနေနဲ့တားဆီးလို့ရပါတယ်အဝေစီငရဲကိုမလွတ်တမ်းဆွဲချမယ်အကုသိုလ်ကံတွေကိုနမတိခွင့်ရလို့ရှင်တည်ကျင်ပါတယ်မောင်ကြီးရဲ့ကျမဟာလေဖျားနဲ့စုပွင့်တဲ့ကာလတည်းမှာဖျားဟောခဲ့တဲ့တရားတွေကိုတခါမှမနာခဲ့ရပါဘူးအခုမောင်ကြီးကဟောပေးတဲ့တရားတွေကိုဒါကျမနာယူဘူးတာပါဒါကြောင့်မလို့ကျမဆက်ပြီးတော့လဲနာယူချင်ပါတယ်ရပါတယ်နမရဲ့တည်လို့ရပါတယ်အဝေစီငရဲကိုမလွတ်တမ်းဆွဲချရမယ်ဆိုတဲ့အကုသိုလ်ကံတွေကဘာတွေလဲဆိုရင်တော့အမေကိုတတ်တဲ့အကုသိုလ်ကံအဖေကိုတတ်တဲ့အကုသိုလ်ကံယဟန္တာကိုတတ်တဲ့အကုသိုလ်ကံဖျားရှင်ကိုသွေးစိမ့်တရားလုပ်တဲ့အကုသိုလ်ကံတန်ဃာတင်းကိုခွဲတဲ့အကုသိုလ်ကံပေါ့ဒါနာပြုခြင်းတိလဆောက်တည်ခြင်းဆိုတဲ့ကုသိုလ်တွေဆိုတာမရှိပါဘူးသူ့အသက်တွေကိုတတ်တဲ့အတွက်ခိုးတဲ့အတွက်သာအကုသိုလ်ဆိုတာမဖြစ်ဘူးထိုကုသိုလ်အကုသိုလ်ရဲ့ကောင်းကျိုးဆိုးဆိုတာကလည်းအယူမားနေတဲ့ဒီရဲ့အကုသိုလ်ကံနေပါပဲဒီကံ6ပါးတပါးပါရှိနေတယ်ဆိုရင်တော့အဝေစီငရဲကိုမလွတ်တမ်းကြရမှာပါဒီကံ6ပါးကိုတော့လေးလံအားကောင်းနေတယ်ဆိုလို့ရှိရင်တော့ကရုကံလို့ခေါ်ပါတယ်ကျန်တဲ့အကုသိုလ်ကံတွေကတော့ပေါ့ပါကြောင့်မလို့သူတို့ကိုတော့လက်ဟုကံလို့ခေါ်ပါတယ်နမအကုသိုလ်ကံလေးတွေကလက်ဟုကံလေးတွေကိုတော့လောကီကုသိုလ်လေးတွေနဲ့တားဆီးလို့ရပါသေးတယ်ဒါကြောင့်နမအနေနဲ့မတင်ခင်စကြမှာကုသိုလ်တွေအများကြီးလုပ်ရမယ်ရည်များရေးနိုင်ပေါ့မီးများနိုင်ဆိုတဲ့အတိုင်းကုသိုလ်တွေကိုနမကများလုပ်တယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေကအကျိုးတာခွင့်မပေးပဲနောက်ဆုတ်သွားပါလိမ့်မယ်နမလို့ကိုတရားကဗိမ္မာန်မိမ့်မပြိုလေးကိုပြောလိုက်တယ်ဒါဆိုရင်တော့ကျမဘယ်လိုတွေလုပ်ရမလဲကုသိုလ်တွေကိုကျမဘယ်လိုလုပ်ရမလဲဆိုတာမောင်ကြီးရေတင်ပေးပါဆိုပြောတော့ပထမဆုံးအနေနဲ့နမဟာဒီရဲ့ရောက်လာတဲ့ကုန်တွေအားလုံးကိုနမရဲ့ဆွမ်းစားနဲ့တကိုးတွေနဲ့အစားအသောက်တွေနမကျွေးမွေးအခန့်လိုက်ပါပြီးရင်လည်းသူတို့တွေကိုလည်းပေးကမ်းစရာရှိတာပေးကမ်းပါပြီးတော့နမတဏ္ဍကုံနဲ့၅ပါးတီလာစောက်တည်ပြီးတော့မှပေးခဲ့ပါမယ်ဒီရဲ့တဏ္ဍကုံနဲ့၅ပါးတီလာတသက်လုံးနမဟာဆွဲပြီးတော့မှနေရပါမယ်အဲ့လိုမှဒါလေးရဲ့နမဟာဒီရဲ့အကုသိုလ်တွေကကုသိုလ်ကနေပြီးတော့မှပြန်ပြီးတော့တားနိုင်မှာပေါ့မောင်ကြီးတို့တာဝတိပြည်မှာလေဂေါတမမြတ်စွာဘုရားပွင့်တော်မူနေပါပြီမြတ်စွာဘုရားကိုရည်မှန်းပြီးတော့လဲတင်ငန်းတစုံနမလူတန်းပါနမကိုစားဘုရားရှင်ကိုလဲမောင်ကြီးကကပ်ပြီးတော့လူတန်းပေးပါမယ်ဒီကုသိုလ်ကံတွေနဲ့ထုံမွင်းလိုက်တယ်ဆိုရင်နမဟာငရဲပုံမကြပဲနဲ့ရွာတုကတိကိုရောက်မှတေးချပါပဲနမဘာမှစိတ်တက်မကြပါနဲ့လို့ကိုတီလာအပြင်းနေထိတ်လိုက်ပါတယ်ကိုတီလာရဲ့စကားအတိုင်းပဲဗိမ္မာန်ရှင်မလည်းအစာတောက်ဝိထေတွေကိုအားလုံးလူတန်းလိုက်ပါတော့တယ်ဗုဒ္ဓအတွက်လည်းတင်ငန်းတစုံလူလိုက်ပါတော့တယ်
ကိုတီလာလို့ရဲ့လေကြီးကိုလည်းသူ့ရဲ့တကူနဲ့တာဝတိပြည်ကိုခဏအချိန်ရောက်သွားပို့ပေးလိုက်ပါတော့တယ်ဗိမှန်ရှင်မလေးကလည်းနောက်ဆုံးတာဝန်တာနတ်ပြည်ကိုရောက်သွားခဲ့ပါတယ်ရှင်